ဒီတစ်ဖက်တော့ပြီးခဲ့တဲ့ဘက်ကပြောခဲ့တဲ့ကတိမသားသမီးမွေသားမွေကန်နော်သားအဖြစ်အထင်ရှားမွေးစားသောသားသမီးတွေရဲ့အခွင့်အရေးနဲ့ပတ်သက်ပြီးတော့ကျွန်တော်ပြောပြပေးသွားမှာဖြစ်ပါတယ်ကတိမဆိုတာပြီးခဲ့တဲ့ဘက်ကကျွန်တော်ပြောခဲ့ပါတယ်ဒီ1940ခုနှစ်ဧပြီလတရက်နေ့နောက်ပိုင်းမှာမွေးစားတဲ့သားသမီးတွေဆိုရင်တော့ဒီစာအုပ်စာတမ်းမှတ်ပုံတင်ရုံးမှာစာချုပ်ချုပ်ဆိုမွေးစားမှတာလင်သူတို့ဥပဒေရဒါတရားဝင်ပါတယ်သူတို့ရဲ့မွေးစားမိဘရဲ့အမွေကိုလည်းတာရင်သမီးအနေနဲ့တန်းတူခွင့်ရရှိပါတယ်ဒါပေမဲ့ဒီတစ်ပတ်တော့ကိတိမသားသမီးတွေရဲ့အခွင့်အရေးကိုကျွန်တော်ပြောပြသွားမှာပါတယ်နံပါတ်1ကိတိမသားသမီးတွေကဒီမွေးစားမိဘရဲ့တာရင်သမီးအနေနဲ့မချာတန်းတူခွင့်ရရှိပါတယ်သို့တော်လည်းဒီကိတိမသားသမီးတွေကသူတို့ရဲ့မင်းဖိုင်တို့ထံမှအမွေဆက်ခံခွင့်ကိုတော့ဆုံးရှုံးသွားပါတယ်တခုတော့ရှိတယ်မင်းဖိုင်ကွယ်လွန်ပြီးသူမင်းဖိုင်ထံကအမွေဆက်ခံခွင့်ရရှိပြီးမှသူတို့ကနေပြီးတော့တခြားမိဘရဲ့ကိတိမမွေးစားခြင်းကိုခံရမယ်ဆိုရင်တော့မင်းဖိုင်ရဲ့အမွေကိုမဆုံးရှုံးပါဘူးကိတိမသားသမီးတွေကမွေးစားသည့်မိဘနှစ်ဦးနဲ့တဦးတည်ဆုံးပြီးရဲ့နောက်ကြံရစ်တဲ့မွေးစားမိဘကနောက်အိမ်တော်ပြုမယ်ဆိုရင်သူတို့ကဒီအမွေခွဲပေးဖို့အခွင့်အရေးတောင်းဆိုပိုင်ခွင့်အခွင့်အရေးရှိပါတယ်ကိတိမသားသမီးတွေကမွေးစားမိဘထံသာမကဒီမွေးစားမိဘရဲ့ဆွေမျိုးတွေထံကလည်းအမွေဆက်ခံခွင့်အခွင့်အရေးရှိပါတယ်ဒါလေးကိုလည်းသိစေချင်ပါတယ်အချက်၅ချက်ရှိပါတယ်နောက်တစ်ကိတိမသားသမီးတွေကတိုင်းရင်းသမီးရင်းတွေထက်မွေးစားမိဘရဲ့တိုင်းသမီးတွေဒီနှိမ့်ကျတဲ့အခွင့်အရေးလေး၃ခုလည်းရှိပါတယ်အဲ့ဒီနှိမ့်ကျတဲ့အချက်၃ချက်ကတော့နံပါတ်၁ကိတိမသားသမီးတွေကမြည်သည့်အကြောင်းနှင့်မျှဩရတရဲ့အခွင့်အရေးကိုမရရှိနိုင်ပါဘူးဩရတဆိုတာကသူတိုင်းရင်းသမီးရင်းတွေပဲဒါအခွင့်အရေးရရှိနိုင်တဲ့အတွက်ကြောင့်မလို့ကိတိမသားသမီးတွေကဩရတရဲ့အခွင့်အရေးကိုမရရှိပါဘူးနံပါတ်2ဒီမွေးစားမိဘကခရစ်ယာန်ဘာသာသို့မဟုတ်သားသမီးမွေးစားခြင်းကိုအတိမတ်မပြုတဲ့ဘာသာကိုကူးပြောင်းသွားမယ်ဆိုရင်သူတို့ဒီမွေးစားခြင်းပြက်ပြယ်ပြီးတော့သူတို့မွေးစားမိဘရဲ့အမွေကိုခံစားခွင့်ဆုံးရှုံးသွားပါတယ်။တိုင်းရင်းသမီးဆိုရင်တော့အမွေခံစားခွင့်ရှိပါတယ်။နံပါတ်3မွေးစားမိဘက၎င်း၏မိဘများထံကအမွေဆက်ခံခွင့်ရရှိပြီးအမွေဆက်ခံခွင့်တော့ right ရရှိတယ်။ဒါပေမဲ့အမွေပစ္စည်းကိုလက်ရောက်မရသေးခင်မှာဒီတည်ဆုံးသွားမယ်ဆိုရင်ကိတိမသားသမီးတွေကတဦးတည်းသောသားသမီးဖြစ်စေကမှုသူတို့ရရှိမဲ့အမွေဝေစုရဲ့တဝက်ကိုသာရရှိပြီးတော့ကြံတဝက်ကိုတော့သူတို့ရဲ့မိဘဆွေမျိုးတွေကရရှိပါတယ်ဒါလေးကိုကိတိမသားသမီးနဲ့ပတ်သက်ပြီးတော့တည်တိုက်တဲ့ဒါဥပဒေဘူးသရာတွေကိုကျွန်တော်မျှဝေသွားတာဖြစ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်